ဒီနေ့ဒါကျွန်တော်တို့17ရက်နေ့ကတော့ကျွန်တော်ဒီမှာပေးခဲ့တယ်နော်17ရက်နေ့ပေးခဲ့တာဒီမှာဗျာမနေ့ပိုင်းကိုဒီမှာဒါထွက်တယ်ဗျာနော်ညနေပိုင်းကျတော့ဒီမှာထွက်တယ်ဗျာမနေ့ပိုင်းကတည်းကညနေပိုင်းအောင်နော်17ရက်နေ့နေကုန်ကြကျွန်တော်သူဈေးဘုတ်ကလေးကျွန်တော်လှူပေးခဲ့တာပါနော်အဲ့ဒါကတော့အကွက်များတယ်မတဲ့22ကွက်ပဲဒါဈေးဘုတ်ကမဖြစ်မနေထုတ်ကမှကပ်ပါနော်ဒါကတော့နေကုန်စာ12ရက်နေ့နေကုန်စာအတွက်ဒီမှာနော်ဒါ22ကွက်ပဲဒီကွက်ကဒါထွက်ပြီးတာဒါမဲ့ထွက်ပြီးသားပြန်ဆောင်မဆိုရင်တော့20ပဲရှိတယ်နော်ကိုကြိုက်တာကိုကတ်စားပါ3ညနဲ့ကြိုက်ရင်ဒါပေါ့ဗျာနော်အဲ့တော့ဒီထဲမှာ10နဲ့ကြိုက်ရင်ဟုတ်တာ3ညနဲ့ကြိုက်ရင်အဲ့ဒါပြီးတော့ရင်ဒီထဲမှာပါတယ်9နဲ့ကြိုက်ရင်ဒါပေါ့တူတူပေါ့သူကြိုက်တာတော့သူကိုယ့်အောင်ရွေးကစားဒါကတော့20ဒါပါမှ20ကွက်ဈေးဘုတ်ကကျွန်တော်လှူပေးခဲ့တာနော်ဈေးဘုတ်ကလှူပေးခဲ့တာလုံးဝမဖြစ်မနေထုတ်ကမှရာဂိုင်လုံးအာမကန်နဲ့နော်12ရက်နေ့6လပိုင်း2026တောက်ကြနေကုန်စားနော်ဒါကျွန်တော်တမင်တက်လှူပေးခဲ့တာပါကြိုင်းနှစ်တက်တဲ့ဆိုရင်မှနော်လက်မာလေးတွေ psycholyte တွေနှိပ်ကွန်းမှတ်မှာဝင်ဖြစ်သွားနော်အမျိုးတို့ဘက်ကဝင်ဖြစ်ရင်တော့အားရှိတာပေါ့ကျွန်တော်ဒါပြောမှဆိုရင်ဒီနေ့ဒါကျွန်တော်လူတွေဒါပါတယ်ဗျာနော်ဘယ်လိုနေရာမှာပါလဲဆိုရင်တော့ခုနကကျွန်တော်ဗီဒီယိုနဲ့ပေါ့ဗီဒီယိုနဲ့တင်ပေးတာအခုကဒါဗီဒီယို short နဲ့တင်ပေးရနော်ဒီမှာနော်တွေ့လားဒါနဲ့ကြိုက်တာကိုထိုး21ခွက်ပေါ့ဗျာနော်21ခွက်များတယ်မတင်နဲ့ဈေးဘုတ်ကကျွန်တော်တမင်လှူပေးခဲ့တာနော်တဆိုးကဈေးဘုတ်ကတွေဗျာကိုရတဲ့လုံး3ညကြိုက်ရင်ဒါကိုလိုက်အမှ9ကိုကြိုက်ရင်ဒါကိုလိုက်9တန်းအမှထိုက်ခွန်ကိုကြိုက်ရင်ဒါကိုလိုက်တိကိုကြိုက်ရင်ဒါကိုလိုက်နော်ကိုယ့်ကိုစင်ပြေတာကြည့်လိုက်ပေါ့နော်ဘယ်ဟာကောင်းတယ်မပြောဘူးကိုယ့်ရဲ့ကန်စာတာကိုရွေးမကောင်းရင်ဆန်ကောင်းရင်ခံပေါ့နော်ဒါကပြောမယ်ကြာပတင်းလေးကနေကုန်မှ2ကြိမ်အောင်တယ်2ကွက်အောင်တယ်2ရှင်းနဲ့3နှစ်ပေါ့နော်အောင်တယ်ဒီနေ့တောက်ကြနေတော့ကိုတော့ဒီနေ့ကြာပတင်းည7:50ခွန်9နိုင်မှာကျွန်တော်တင်ပေးလိုက်နော်အဲ့ဒါကိုကြိုပြောအားလုံးမကန်ကောင်းပါပြီဗျာမနေ့ပိုင်းတောက်ကြနေ12ရက်နေ့6လပိုင်းကန်ကောင်း